မင်္ဂလာပါရှင်မမေရဲ့မုံလုံးနေဟင်းချက်နီးလေးတွေကိုမျှော်နေပါတယ်ဆိုပြီးတော့လာပြောတဲ့သူလေးတွေရှိပါတယ်ဒီနေ့တော့ KFC style fried chicken လေးအိမ်မှာကြော်ပါတယ်ရှင်နီလန်လေးလာပြီးမျှဝေပေးတာဖြစ်ပါတယ်အရင်ဆုံးချက်ကိုရေဆေးတန့်စင်ပြီးတော့စားချင်းချက်သွန်ကြည့်ထားတာရဲ့ချက်သွန်ဖြူမုံချက်သားမုံငရုတ်သီးမုံထည့်ပြီးတော့နေပါတယ်ပြီးရင်တော့နွားနို့ကိုချက်သားမြုပ်အောင်ထည့်ပြီးတော့ကျုပ်တစ်လုံးမှာဖောက်ထည့်လိုက်ပါတယ်ရှင်ကျုပ်ထည့်ပြီးတော့တိတိကျကျလေးနေပြီးတော့နောက်နေ့ကြော်မယ်ဆိုရင်မမေကညရက်ကချက်သားကိုအရသာနေပြီးတော့ဒီကတက်တာထဲမှာတညစိတ်ထားလိုက်ပါတယ်ရှင်ချက်ကြော်ဘူးတော့ကိုမုတ်ဆက်ပါမယ်ပတ်စုံ3ကြုံ100g corn flour ကို50 g ထည့်ပါတယ်စားရယ်ငရုတ်ကောင်းမုံရယ်ဒါချက်သွန်ဖြူမုတ်ပါဒါ baking powder ပါငရုတ်သီးမုံအားလုံးလက်ဖေးစုံနဲ့တစုံစီထည့်ပါတယ်ရှင်ပြီးရင်တော့တခြားလေးတမအောင်မုတ်ကိုဆက်ထားလိုက်ပါတယ်တညဒီကတက်တာထဲမှာနှက်ထားတဲ့ချက်သားလေးတွေကိုထည့်ပြီးတော့တိတိကျကျအမှုန့်နဲ့ချက်သားနဲ့ကပ်တော့ဖိပြီးတော့နေပြီးကပ်ပေးရပါတယ်ရှင်ပြီးရင်တော့တခြားလေးခါပြီးတော့ deep fry လုပ်ပါမယ်မမေကကြော်ရဲ့နီးလေးကိုပေါ့နော်အမျိုးဆန့်တက်လာတာဆိုရင်တော့အချိန်မောင်းလည်းမနေတော့ပါဘူးအမြဲတမ်းအရသာလေးကိုအစင်မပြေတဲ့ပုံစံဖြစ်နေရတဲ့အခုဒီနီးလေးကတော့အရန်ကိုကောင်းလို့ချစ်တို့နီးလေးလာပြီးမျှဝေပေးရဖြစ်ပါတယ်ရှင်သူကဘွားမုံနဲ့လေးရလေးကျွတ်ရွမွားလေးဖြစ်ပြီးတော့အရန်ကိုစားကောင်းပါတယ်ကဲခုဆိုရင်တော့ KFC style fried chicken လေးရသွားပါပြီအရန်ကိုစားကောင်းပြီးတော့လောက်ရတာလည်းလွယ်ကူလို့အိမ်မှာ fried chicken ကြိုက်တဲ့ကလေးတွေတော့ကိုမမီတို့အိမ်မှာလုပ်ကြည့်လို့ရပြီနော်မိကိုအားပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လည်းအမြဲတမ်းအားပေးကြပါအောင်နော်တတား